ယောက်ျားမှုချမ်းသာမှုအာဏာရှိမှုနဲ့ကဘာပေါ်မှာသူမရနိုင်တာမရှိတော့ဘူးလို့တင်သားရတဲ့အထိအရာအလုံးကိုပိုင်ဆိုင်ခဲ့တဲ့လူတစ်ယောက်ရှိခဲ့ပါရဲ့အဲ့လူကတော့ပင်လယ်ဓမြဘရင်ကြီးလို့အများကတင်သားကြတဲ့ပင်လယ်ဓမြ40ကြီးကိုဒီရောဂျာပဲဖြစ်ပါတယ်သူမသေးခင်မှာလည်းသူ့ရဲ့ယတနာတွေကို One Piece ဆိုတဲ့အရာနဲ့တူထားခဲ့တယ်လို့ဆိုခဲ့ပါတယ်အဲ့စကားကြောင့်လည်းလူတော်တော်များများကပင်လယ်ဓမြတွေဖြစ်လာပြီး Grand Line ကိုလက်လင့်ကုန်ကြတာပင်လယ်ဓမြကတိတီလည်းစတင်ပေါ်ပေါက်လာပါတယ်ဒါကတော့ One Piece ပိုင်းတစ်ဖြစ်ပါတယ်တာယာလာပါတဲ့ကောင်းကင်အောင်ပင်လယ်ပြင်မှာတော့အပျော်စီးသမောတစီကရွက်လွင့်နေပါတယ်သမောပေါ်မှာတော့ပျော်ပွဲရှင်ပွဲတွေနဲ့အတူသမောသားတွေလည်းပင်လယ်ပြင်ကိုမေးကြည့်ကရွက်လွင့်လာနေပါတယ်အဲ့ဒီချိန်ပဲသမောသားကိုစီပန်းတစ်လုံးမျောလာလို့သမောသားနှစ်ယောက်လည်းခက်ခက်ဆဲယူလိုက်ပါတယ်ပင်တော်မကြီးရသေးခင်ပဲသူတို့သမောသားကိုပင်လယ်ဓမြသမောတစီလာနေတာကိုမြင်လိုက်ကြရပါတယ်သမောသားတွေလည်းစီပိုင်းကိုလွတ်ချကအားလုံးကိုအတီးပေးပြီးထွက်ပြေးကြရပါတယ်အားလုံးလည်းကြောက်လန့်ကုန်ပြီးပင်လယ်ဓမြတွေလည်းစတင်တိုက်ခတ်လာပါတယ်သမောပေါ်မှာတော့ဇပင်လိမ်မော်ရောင်နဲ့ကောင်မလေးတယောက်လည်းရှိနေပါတယ်ပင်လယ်ဓမြသမောပေါ်မှာတော့ခေါင်းဆောင်ကကိုဘီလို့ခေါ်တဲ့ကောင်လေးကိုပင်လယ်ပြင်မှာအလားဆုံးကဘယ်သူလဲလို့မေးနေပါတယ်ကိုဘီလည်းကြောက်ကြောက်နဲ့ခေါင်းကုပ်ပြီးဒီသမောရဲ့ခေါင်းဆောင်တခင်မကြီးအေဗီတာပါလို့သဘောကျပြန်ဖြေပေးနေရပါတယ်သူတို့တွေအားလုံးလည်းခေါင်းဆောင်အေဗီတာကိုကြိုက်ကြရပါတယ်ဒီလိုနဲ့ပင်လယ်ဓမြတွေကသမောရုပ်တံတွေကိုဖျက်ဆီးပြီးစတင်တိုက်ခိုက်ပါတယ်သမောသားများဆဲထားတဲ့စီပိုင်းနဲ့သမောအသင်းတို့လက်ဝင်သွားပါတယ်အဲ့ဒီနောက်ပင်လယ်ဓမြဖွဲ့သားတွေလည်းကျိုးတွေပေါ်ကတွဲလောင်းခုပြီးအပျော်ကြီးသမောကိုစတင်တိုက်ခိုက်ကြပါတယ်ကိုဘီဆိုတဲ့ကောင်လေးနဲ့မတော်ရဲဖြစ်နေလို့ခေါင်းဆောင်မကြီးအေဗီတာကပဲတစ်ချက်ပိတ်ကန်ပြီးရအောင်ပို့ပေးလိုက်ရပါတယ်ဒီလိုနဲ့ပင်လယ်ဓမြတွေတိုက်ခိုက်နေချိန်ကိုဘီကတော့မိဖို့တောင်ထဲဝင်လာခဲ့ပါတယ်တစ်ခါမှလည်းဇပင်လိမ်မော်ရောင်နဲ့တခိုးမလေးကပင်လယ်ဓမြသမောပေါ်ကိုကိုတက်နေပါတယ်ခိုးဝင်နေပင်လယ်ဓမြနဲ့တက်တဲ့တို့လို့အမောက်တက်ပြီးလိုက်ရပါတယ်တစ်ဖက်မှာတော့ကိုဘီကမိဖို့တောင်ထဲကစီပိုင်းတစ်လုံးကိုတွန်းလာနေပါတယ်အဲ့စီပိုင်းကသမောသားတွေရေထဲကမျောလာလို့ဆယ်ထားတဲ့စီပိုင်းနဲ့ဖြစ်ပါတယ်တွန်းလာနေသူ့ဘွဲ့သားရင်းနဲ့တက်တဲ့တို့လို့ကိုဘီလည်းတခင်မကြီးကိုကြောက်လို့တောင်းပန်နေရပါတယ်ဓမြတွေလည်းကိုဘီကမပြောရင်မသိပါဘူးဆိုပြီးအတင်းဖွင့်ဖို့လုပ်ပါတယ်အဲ့ဒီချိန်မှာစီပိုင်းတွေကကောင်လေးတယောက်ထွက်လာပြီးပင်လယ်ဓမြတယောက်ကိုအမောက်တက်မိသွားပါတယ်ဓမြတွေလည်းဘယ်သူလဲမေးတာမပြေပဲပိုက်စားတဲ့အကြောင်းပဲပြောနေလို့မခံလေးစားလုပ်တဲ့ဆိုပြီးတီးဖို့အလို့သူတို့ပဲပြန်တီးခင်ရပြီးထွက်ပြေးသွားကြရပါတယ်သူ့နာမည်ကတော့လူဘီဖြစ်ပါတယ်သူ့ကိုယ်သူလည်းကာယောအုပ်ထုံနဲ့မန်ဂီတီလူဘီဖြစ်ကြောင်းမိတ်ဆက်လိုက်ပါတယ်ကိုဘီကတော့လူဘီကိုသူ့လူတွေရောက်လာရင်တီမာဆိုးလာကြောင်းထွက်ပြေးခိုင်းနေပါတယ်လူဘီကတော့ဘာကူမှဂယုံဆိုင်တဲ့ပုံနဲ့ပိုက်စားလေတာပြောပြီးအစားအစာကိုလိုက်ရှာနေပါတယ်ဒီလိုနဲ့စထရိုကန်တစ်ခုကိုရောက်သွားပြီးတင်းတီးတွေကိုလူဘီလည်းအားရပါရစားနေဒီသမောအကြောင်းကိုကိုဘီကိုမေးလိုက်ပါတယ်ဒီသမောကတခင်မကြီးအဲ့ဗီတာတိတ်မိုက်ထားတဲ့အကြောင်းကိုဘီလည်းပြန်ပြောလိုက်ပါတယ်လူဘီလည်းသူ့ဒီမောရေဝဲတဲ့ပါသွားလို့အစီပိုင်းနဲ့ဝင်အိတ်နေတဲ့အကြောင်းပြောပြလိုက်ပါတယ်အဲဟောလို့မဆုံးသေးခင်မှာပဲလူကြီးလည်းမင်းကသူတို့အဖို့ဝင်လာလို့မေးလိုက်ပါတယ်တကယ်တော့ငကြောင်လေးကိုဘီကသူတို့အဖို့ဝင်လို့ပဲတနေ့သူကန်းကြီးကငါးများထွက်ဖို့တေတစည်းကိုစီးခဲ့ရကနေသူစီးလာတဲ့လေကပင်လယ်ဓမြအေဗီတာရဲ့လေဖြစ်နေပါတယ်အဲဒီကနေဓမြတွေကသူ့ကိုမန်တက်ပဲခိုင်းမဲပြီးခေါ်ထားတာအခုဆိုရင်2နှစ်တောင်ရှိနေပါပြီဖြစ်ပါတယ်ဝယ်နေစာရှင်းမနေတော့မှပဲလူကြီးလည်းမင်းကမိုင်မဲရုံနေမဟုတ်ပဲဗတုံးတရုံလည်းဖြစ်တယ်ဆိုပြီးရိုးသားစွာထောက်ပြပေးလိုက်ပါတယ်လူကြီးလည်းထွက်ပြေးဖို့အကြံပေးခဲ့ပေမဲ့တခင်မကြီးအေဗီတာသာရှာနေတယ်ဆိုတဲ့အတွေးနဲ့တည်းလူတော်နေအောင်ကြောက်နေရပြီဖြစ်လို့ကိုကြီးလည်းပြေးဖို့မဖြစ်နိုင်ဘူးလို့သာပြန်ပြောလိုက်ပါတယ်တစ်ဖက်မှာတော့ဓမြမကြီးအေဗီတာကတော့သူ့ရဲ့အဖွဲ့သားတွေကိုတိုက်လို့ရမယ့်ပစ္စည်းတွေကိုရေတက်ချောင်းလာခင်မြန်မြန်ယူကြဖို့ပြောနေပါတယ်ပင်လယ်ဓမြသမောပေါ်မှာတော့ဇပင်လိမ်မော်ရောင်နဲ့တကူးမလေးကကြိုရောက်နေပြီးတန်ဖိုးရှိတဲ့ပစ္စည်းတွေအားလုံးကိုပြန်လည်ခိုးယူနေပါတယ်လူဘီကတော့ကိုကြီးတို့ကြောက်တဲ့သူကိုသဘောမကျကြောင်းပြန်ပြောနေပါတယ်ကိုကြီးကတော့လူဘီတို့သာစီပိုင်းနဲ့ဝင်ပြီးထွက်ပြေးဖို့တတိရှိခဲ့ရင်သူဖြစ်ချင်တာတစ်ခုရှိကြောင်းပြန်ပြောနေပါတယ်တကယ်တော့ကိုဘီကပင်လယ်ဓမြတယောက်ဖြစ်ချင်တာမဟုတ်ပဲရေတက်တဲဝင်ပြီးပင်လယ်ဓမြတွေကိုဖမ်းနေတော့အားရပါရပြန်ပြောနေပါတယ်လူဘီကလည်းသူ့ရဲ့အိမ်မက်ကပင်လယ်ဓမြပြင်ကြီးဖြစ်ဖို့လို့ပြောလိုက်ပါတယ်ကိုဘီလည်းအရန်ကိုအားတင်သွားပြီးပင်လယ်ဓမြဆိုရင်အဖွဲ့သားတွေဗမာလဲလို့လူဖိကိုမေးလိုက်ပါတယ်ပင်လယ်ဓမြပြင်ဖြစ်ဖို့ဆိုရင်ပင်လယ်ဓမြပြင်ကြီးကိုတီလိုကြထားခဲ့တဲ့ One Piece ဆိုတဲ့ဂျန်နာကိုရအောင်ရှာမှာဖြစ်ပါတယ်One Piece ကိုတကဘာလုံးကပင်လယ်ဓမြတွေကလည်းရှာနေကြတာမို့လို့မဖြစ်နိုင်ဘူးလို့သာကိုဘီကပြောပါရဲ့ဒါပေမဲ့လူဘီကတော့မဖြစ်နိုင်တာဖြစ်နိုင်တာတွေဂယုံဆိုင်နေပဲသူ့ရဲ့အိမ်မက်တော့တေးရဲထိတိုင်ဝမ်ဝင်သားမှာဖြစ်တယ်လို့ရဲဝံသာကံပြောလိုက်ပါတယ်ဒီလိုနဲ့အိမ်မက်တွေအပြန်လဲပြောနေတော့မှပဲတခင်မကြီးအေဗီတာရောက်လာပါတယ်လူဘီကတော့ပင်လယ်ဓမြတွေကဝိုင်းထားလိုက်ပြီးအေဗီတာကဒီပင်လယ်ပြင်မှာဘယ်သူကအလားဆုံးလဲလို့ကိုဘီကိုနောက်တစ်ခါထပ်မေးလိုက်ပါတယ်ကိုမသိနဲ့လူဘီကတော့ဒီရိုးစူးစူးဖတ်တီမကြီးကဘယ်သူလဲလို့ကိုဘီကိုမေးလိုက်ပါတယ်ကိုဘီနဲ့ပင်လယ်ဓမြတွေလည်းလူဘီရဲ့မေးခွန်းကြောင့်ကြောက်လိုက်ကုန်ကြရပါတယ်ဒေါသထွက်သွားတဲ့အေဗီတာလည်းတင်းမုံနဲ့လူဘီကိုစတင်တိုက်ခိုက်ပါတယ်ပင်လယ်ဓမြတွေလည်းလူဘီကိုဝိုင်းတိုက်ခိုက်လာတာကြောင့်လူဘီလည်းသူ့ရဲ့အစွမ်းနဲ့လက်တွေကိုရောဘာလိုဆက်လုပ်ပြီးပင်လယ်တိုက်ခိုက်လိုက်တာကြောင့်အားလုံးလည်းအားသိနေကြပါတယ်တကယ်တော့လူဘီကကော်မွန်နိုမီဆိုတဲ့မက်ဆိုးတစ်တီကိုစားရတဲ့ရောဘာလူသားတယောက်ပဲဖြစ်ပါတယ်မက်ဆိုးတစ်တီတွေကရှားပါးလွန်းလာကြောင့်ရုံနှန်းပုံနေမယ်လို့လူတော်တော်များများကသိချကြရလဲဖြစ်ပါတယ်အေဗီတာကတော့လူဘီကိုပင်လယ်ဓမြကြီးသားမုတ်ဆိုးတယောက်လို့ထင်နေပါတယ်အဲ့ဒါကြောင့်လူဘီလည်းသူကပင်လယ်ဓမြမုတ်ဆိုးမဟုတ်ကြောင်းနဲ့သူလည်းပင်လယ်ဓမြတယောက်ဖြစ်တယ်လို့ပြန်လည်ဖြေလိုက်ပါတယ်အခါမှာတော့တကူးမလေးကလည်းပင်လယ်ဓမြတွေရဲ့ယတနာတွေကိုခိုးထုတ်နေပါတယ်လူဘီနဲ့တူရှိနေတဲ့ကိုဘီလည်းလူဘီရဲ့အိမ်မက်တွေကိုကိုယ်တိုင်အဆုံးလေးရအောင်အကောင်းလဲဖော်ရမယ်ဆိုတဲ့စကားတွေကိုကြံကြားရအောင်လာပါတယ်အဲ့ဒါကြောင့်ပဲငကြောင်လေးကိုဘီလည်းရှိစမြတက်တိတွေဆိုပြီးသူဒူးတော်မအောင်ကြောက်ခဲ့ရတဲ့အေဗီတာကိုပင်လယ်ပြင်မှာရုပ်ဆိုးဆုံးဖတ်တီးမကြီးလို့အော်ပြောလိုက်ပါတယ်ရေတသားလို့ပြီးပင်လယ်ဓမြတွေပါလိုက်ဖမ်းမှမှာဖြစ်တဲ့အကြောင်းပဲအော်ပြောလိုက်ပါတယ်
အေဗီတာလည်းအဲ့စကားတွေကြောင့်ဒေါသထွက်သွားပြီးသူ့ရဲ့လက်ဆွဲတော်တင်းမုံနဲ့အာဝန်သုံးပြီးလူဖီကိုရိုက်ချလိုက်ပါတယ်ဒါပေမဲ့လူဖီကတော့ရောဘာလူသားဖြစ်တာမလို့ဘာမှဖြစ်မသွားတဲ့အပြင်အေဗီတာကရောဘာပစ္စတိုကွက်နဲ့လစ်ရှင်တောင်အမောက်သိပ်ပြီးလိုက်ပါတယ်ကျန်နေကလေးသူ့ရဲ့အပွဲသားတွေကိုလူဖီကအေလီစီပေးဖို့တောင်းလိုက်ပါတယ်အဲ့ဒီချိန်မှာလူဖီတို့တင်မောနောက်ကိုရေတဲ့တင်မောတွေရောက်လာပြီးစတင်တိုက်ခတ်လာတာကြောင့်လူဖီတို့လည်းထွက်ပြေးဖို့လုပ်ကြရပါတယ်ကိုဘီလည်းတယောက်တည်းဆိုအဖမ်းဆန်မှာဖြစ်လို့လူဖီနဲ့တူလေတစည်းကိုခွန်တက်ပြီးထွက်ပြေးလာကြပါတယ်တစ်ဖက်မှာလည်းဇပင်လိန်မော်ရောင်နဲ့တခုမလေးကလည်းလေစည်းနဲ့ထွက်ပြေးဖို့ပြင်ဆင်နေပါတယ်အဲ့ဒီချိန်မှာပဲသူ့ပင်နာကလူဖီတို့လေကပြုတ်ကျလာပြီးကိုစီရွက်လင်ကထွက်ပြေးကြရပါတယ်လူဖီနဲ့ကိုဘီလည်းလုံးဝထွက်ပြေးနိုင်ကြလို့ပြောနေပါတယ်ပင်နယ်တမပြင်ဖြစ်ဖို့ဆိုရင် 1B ကိုရှားမှာဖြစ်ပြီး 1B ကိုရှာမယ်ဆိုရင် Grandman ကိုသွားမှာဖြစ်တဲ့အကြောင်းကိုလည်းကိုဘီကပြောပြနေပါတယ် Grandman ဆိုတာပင်နယ်တမတင်ကြလို့တင်သားထားကြပြီးစိုးသမီးနာမည်ကြီးတဲ့အကြောင်းကိုလည်းပြောပြနေပါတယ်အဲ့ဒါကြောင့်လူဘီလည်းအဖွဲ့ဝင်တိတွေရှာချင်တော့ကိုဘီကိုပြန်ပြောလိုက်ပါတယ်လူဘီကသူပထမဦးဆုံးအနေနဲ့ပင်နယ်တမကြီးစားမဟုတ်ဆိုရိုနိုဝါဆိုလိုကိုအပွဲထဲခေါ်ချင်ကြောင်းနဲ့ဘယ်လိုသဘောရလဲဆိုတာကိုကိုဘီကိုမေးနေပါတယ်ကိုဘီကတော့ဇိုရိုဝါရီတက်စကန်တခုမှဖမ်းခံနိုင်ရတာဖြစ်တယ်လို့သူကြားထားတဲ့သတင်းကိုပြန်လည်ပြောလိုက်ပါတယ်လူဘီလည်းသူအဲ့လောက်ပေးရတာဆိုပြီးမေးခွန်းထုတ်လိုက်ပါတယ်ကိုဘီလည်းအဲ့လိုမဟုတ်ကြောင်းနဲ့သူကမကောင်းဆိုးဝါးတစ်ကောင်ကိုကြောက်ဖို့ကောင်းကြောင်းနဲ့အကြောင်းကြောင့်တစ်ခုကြောင့်ဖြစ်မှာပါလို့လည်းပြန်လည်ရှင်းပြနေပါတယ်လူဘီကတော့သူသာလူကောင်းဆိုရင်ငါ့ဘက်ရဲ့ခေါ်မယ်ဆိုပြီးချက်ချင်းပဲဆုံးဖြတ်ချက်ချလိုက်ပါတယ်အဲ့လိုနဲ့နှစ်ယောက်သားစကားပြောရင်းဇိုလိုရှိတဲ့ကျွန်းစီကိုရောက်လင်လာကြပါတယ်ဒါကတော့ 1B အပိုင်းတစ်ဖြစ်ပါတယ်နောက်ထပ်အပိုင်းတွေလည်းပုံမှန်တင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လေးနှိပ်ပေးခဲ့ဖို့လည်းတောင်းဆိုပေးရသည်လိုအပ်တာရှိခဲ့ရင်လည်းအားမနာတဲ့ comment မှာမှန်တော်သွေးကိုလည်းမေတ္တာရက်ခံမရသည်ဗျအားလုံးကိုကျေးဇူးထူးတင်ပါတယ်အပိုင်းနှစ်မှာပြန်တွေ့ကြတာပေါ့